ခင်မှာဂယုနာတော်သည်နက်နက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်မှာလည်းအသက်တော်ဂယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Draw Some Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရေးလိုက်မလွဲနဲ့ဆိုတဲ့စာစုလေးကိုဖတ်ပြပေးချင်တာပဲဖြစ်ပါတယ်ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင်အားလုံးနဲ့လိုက်ရောညီထွေဖြစ်အောင်ကိုယ့်ရဲ့ယုံကြည်ခြင်းအပေါ်သစ္စာမဖောက်ပဲတမန်တရားအတိုင်းခိုင်မြဲစွာရည်တည်ဖို့လိုအပ်ပါတယ်။ယေရှုခရစ်တော်ကလည်းကျမတို့ကိုဒီလိုပဲသွတ်သင်ခဲ့ပါတယ်။သင်တို့သည်လောကဤစားဖြစ်ကြ၏လို့မဿဲအခန်းကြီး9:73မှာဖော်ပြခဲ့တဲ့အတိုင်းကျမတို့ရဲ့ယုံကြည်ခြင်းကတခြားသူတွေအတွက်တမန်တရားရဲ့စစ်မှန်ခြင်းကိုခံစားရစေဖို့ပဲဖြစ်ပါတယ်။ယုံကြည်သူခရိယန်တွေအနေနဲ့လောကကြီးရဲ့အလယ်မှာရှင်သန်နေရတာပါလောကကြီးကကျမတို့ကိုဒီဘက်ခင်မှာလူများစုလုပ်နေတဲ့အရာတွေကိုလုပ်ဖို့ဒီခေတ်ရဲ့အတွေးခေါ်အတိုင်းတွေးဖို့ဒီခေတ်ရဲ့ပုံစံအတိုင်းနေဖို့အမြဲတိုက်တွန်းနေပါတယ်လူအများစုလုပ်တဲ့အရာတွေကိုလိုက်လုပ်လိုက်တာအမှန်တရားကိုအစဉ်ပြေအောင်ပြုပြင်လိုက်တာကိုယ့်ရဲ့ခရိယန်အသက်တာကိုနည်းနည်းလေးလျှော့လိုက်တာမျိုးဟာတတိမထားမိပဲရေးလိုက်လွယ်မိတာဖြစ်တတ်ပါတယ်။ဒါပေမဲ့ဘုရားသခင်ကကျမတို့ရဲ့အသက်တာမှာလောကရဲ့အလင်းဖြစ်စေချင်တာပါ။လူအများစုနဲ့အတူလိုက်လုပ်တဲ့အခါကိုယ့်ရဲ့ခရစ်တော်သဏ္ဍာန်ကမိမိန်သွားတတ်ပါတယ်။ခရိယန်တယောက်အနေနဲ့ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကောင်းမွန်စွာထိန်းသိမ်းဖို့အရေးကြီးပါတယ်။ရေးလိုက်လွယ်တာကအချိန်ကြာလာတဲ့အခါကိုယ့်ရဲ့ယုံကြည်ခြင်းကိုပျက်စီးစေနိုင်ပါတယ်။ဥပမာတငယ်ချင်းတွေကြောင့်မိသားစုကြောင့်အပေါင်းအသင်းတွေကြောင့်အရာရာအဆင်ပြေဖို့အတွက်တမန်ကျမ်းစာနဲ့မညီတဲ့အရာတွေကိုလုပ်မိတာမျိုးလူအများစုလုပ်နေတဲ့အရာတွေကိုလိုက်လုပ်မိတာမျိုးဖြစ်တဲ့အခါကိုယ့်ရဲ့ယုံကြည်ခြင်းကပျက်စီးသွားတတ်ပါတယ်။သခင်ယေရှုကသင်တို့သည်လောကရဲ့အလင်းဖြစ်ကြ၏လို့မဿဲအခန်းကြီး9:14မှာပြောခဲ့ပါတယ်။ဒီလိုပြောတဲ့အခါကျမတို့ရဲ့အသက်တာကအမောင်ထဲမှာရှိတဲ့သူတွေအတွက်အလင်းဖြစ်ဖို့ဘုရားသခင်ကခေါ်ထားတာကိုဆိုလိုပါတယ်။ရေးလိုက်လွယ်တဲ့အခါကျမတို့ရဲ့အလင်းရောင်ကမေးမိန်သွားပြီးအခြားလူတွေအတွက်နမူနာကောင်းမဖြစ်နိုင်တော့ပါဘူး။ဒါအပြင်အခြားသူတွေကခရစ်ယာန်တယောက်ရဲ့အသက်တာကဒီလိုပဲဖြစ်တယ်လို့ထင်သွားနိုင်ပါတယ်။ယုံကြည်သူခရစ်ယာန်တွေအနေနဲ့လောကရဲ့အလယ်မှာဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ခေါ်ထားခြင်းခံရတာပဲဖြစ်ပါတယ်။ဒီလိုအသက်ရှင်နေထိုင်တဲ့အခါမှာရေးလိုက်မလွယ်ပဲကိုယ့်ရဲ့ယုံကြည်ခြင်းတိုင်းခိုင်ခိုင်မာမာရပ်တည်ဖို့အင်မတန်မှအရေးကြီးလာပါတယ်။ဒါကြောင့်ရေးလိုက်ငါလိုက်ဘဝကိုရှောင်ကျဉ်ပြီးဘုရားသခင်ရဲ့နှုတ်ဘတ်တော်ကိုခိုင်ခိုင်မာမာဆွဲကင်ထားတဲ့ခရစ်ယာန်တယောက်ဖြစ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေသောအသက်တာများဖြစ်ဖို့တိုက်တွန်းခေါ်အားပေးလိုပါတယ်။အားလုံးပေါ်ဘုရားရှင်အထူးကောင်းချီးပေးပါစေ။ယေရှုခရစ်နာမ၌အာမင်။